ကျွန်တော်ဒီနေ့ MGS5 မှာပါဝင်တဲ့ regenerative braking နဲ့ adaptive mode အကြောင်းပြောပြပေးမှာဖြစ်ပါတယ်ဒီ adaptive mode အကြောင်းမပြောပြခင်မှာ regenerative braking ဆိုတာဘာကိုပြောရလဲဒီ regenerative braking ဆိုတာကတော့ကျွန်တော်တို့ဒီ EV ကားတော်တော်များများကျွန်တော်အချိန်လျှော့လိုက်တာနဲ့ငေါက်ခနဲဖြစ်သွားတာမျိုးပါအဲ့ဒီငေါက်ခနဲဖြစ်သွားမှရော့သွားတဲ့ဒီအချိန်ကနေမှတစ်ဆင့်ကျွန်တော်ဘက်ထရီတွေကိုပြန်ပြီးအားပြန်သွင်းမိတဲ့စနစ်ကိုကျွန်တော် regenerative braking လို့ခေါ်ပါတယ်ဒီ MGS5 မှာပါဝင်တဲ့ regenerative braking level ရဲ့ adaptive mode ကကျွန်တော်ကိုယ်ကားမှာလိုလားဟိုက်လာကိုလိုက်ပြီးရွေးနေကြမလို့ဘူးအဲ့ရနေမှတစ်ဆင့်ကျွန်တော်တို့ကအဓိကဘာလုပ်လဲဆိုတော့ဒီကားလမ်းအနေထားပုံမျိုးကိုသူကအလိုလိုဆုံးဖြတ်ပေးရပါဒီကားအရှိမှာပါဝင်တဲ့ radar တွေကနေတစ်ဆင့်ကျွန်တော်ကားအရှိအကားအကွာဝင်းနဲ့လမ်းအနေထားပုံမျိုးကိုကျွန်တော် brake pan နဲ့ level အားကိုသူ့ပါသူအလိုလျောက် smart ကြထိန်းညှိပေးရမှာဒီ adaptive mode ရဲ့အားသက်ချက်ကကျွန်တော်တို့ဒီမျိုးထဲမှာမောင်းလို့ရှိရင်တော့ကား smooth ဖြစ်နေပို့ပြီးတော့မောင်းလို့ကောင်းမယ် highway တွေမှာဆိုလို့ရှိရင်လည်းကျွန်တော် lever လွှတ်တာနဲ့ brake အုပ်လိုမျိုးအရှိန်ရောကျသွားတာမျိုးပဲမဟုတ်ပဲနဲ့သူ့ပါသူတတ်နဲ့ကျွန်တော်စီကားကြီးမောင်းလို့မျိုးပဲအရှိန်လေးကိုရော့ပြီးတော့ပဲသွားနေမယ်နောက်တစ်ခါကျွန်တော် EV ကားစီးရင်မူရဲသူတွေအတွက်ဆိုလို့ရှိရင်ကားမူးတာတတ်တာတယ်နောက်တစ်ခါသူကအားပြန်သွင်းပေးတဲ့စနစ်ကြောင့်မို့လို့ကျွန်တော် battery အားကိုလည်းပိုခံစေပါတယ်ဒါကတော့ MGS5 မှာပါဝင်တဲ့ regenerative braking နဲ့ adaptive mode အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ